안녕하세요, 인수입니다. 진짜 오랜만이죠. 근데 설날 연휴 잘 보내셨나요? 다들 새해 잘 보내셨을 거라고 생각해요. 제가 요즘 너무 바빠서 몸도 그렇고 마음도 그렇고 좀 바빠서 영상을 찍지 못했는데요. 그래도 항상 여러분 생각하고 있었습니다. 오늘도 어떤 콘텐츠를 찍을까 많이 고민을 하다가 제가 토픽 시연 준비를 하면서 가장 힘들었던 부분 중에 하나인 어휘 공부 방법이 떠올랐어요. 여러분도 어휘 외우고 나면 금방 까먹은 경험이 있으시죠? 저도 그래요. 단어는 계속 복습하지 않으면 머릿속에 잘 남지 않고 어느 순간에 다 사라져 버리잖아요. 그래서 오늘 이 영상에서는 제가 실제로 사용했던 어휘 암기 방법에 대해서 얘기 좀 나눠보려고 합니다. အားလုံးပဲဘာသာစကားလေ့လာတဲ့အခါမိနစ်နေကြရင်နဲ့မေးဖူးကြမယ်လို့ထင်ပါတယ်ကျွန်တော်ကတော့ထိတ်ဆုံးကနေမေ့သွားတဲ့အဖွဲ့ရပါမိနစ်တွေကြက်တယ်ပြီးတော့ပြန်မေ့သွားတယ်ထက်ကြက်တယ်ပြန်မေ့သွားတယ်ဒီလိုနဲ့ပဲကျွန်တော်တန်နေရလဲနေရပါတော့အဲ့တော့ဒီလိုလုပ်တဲ့နီးရလဲကောင်းပါတယ်အမြဲတမ်းလေ့ကျင့်နိုင်တဲ့သူကြံ့နိုင်တဲ့သူအတွက်ဆိုရင်တော့ကောင်းပါတယ်ကျွန်တော်တော့အဲ့လောက်လဲအချိန်လဲမပေးနိုင်ဘူးတိတ်ပြီးတော့လဲမကြက်နိုင်ဘူးပေါ့နော်တိတ်မမှတ်နိုင်ပေါ့ဦးနောက်ကအဲ့လိုဆိုတော့ကျွန်တော်ဘယ်လိုလုပ်လဲဆိုရင်မိကွန်းဟောင်းတွေဖြည့်နေစာပိုက်ကလေးတွေကိုအများကြီးဖတ်ပါတယ်စာပိုက်ကလေးတွေဖတ်ရင်းနဲ့မသိတာတွေကိုစာပိုက်ထဲမှာပဲမှတ်ထားလိုက်ပါတယ်စာပိုက်ထဲမှာမှတ်ထားပြီးတော့နောက်တစ်နေ့ပြန်ဖတ်တဲ့အချိန်ကျတော့မှတ်ထားတဲ့အတွက်မျက်လုံးနဲ့လည်းမြင်ရတယ်ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုမျက်လုံးနဲ့လည်းမြင်ရတယ်စာအုပ်အတန်ထွက်ဖတ်တော့နားနဲ့လည်းကြားရတယ်ပြီးတော့ထက်လေ့လာလို့ရတာပါလေဆိုရင်ကျွန်တော်တို့ sentence structure ပေါ့နော်ဒီစကားလုံးလေးတွေကိုဒီလိုနေရာလေးတွေသုံးပါလားဆိုတော့အသိလည်းရသွားတယ်ပေါ့နော်ကျွန်တော်ဘာဖြစ်လဲဆိုရင်ကျွန်တော်ဒီစကားလုံးတွေရဲ့ meaning ကိုကြက်တယ်လို့မဟုတ်တော့ဘဲနဲ့ဒီစကားလုံးလေးတွေကိုဘယ်လိုနေရာမှာသုံးလဲဘယ်လိုအခြေအနေမှာသုံးလဲဆိုတော့ situation ကိုသိလာတယ်လို့ထင်ပါတယ်ဒါဆိုရင်စာဖတ်ရတာပိုလွယ်လာပြီးတော့အဖြေလဲမြန်မြန်လေးရှာနိုင်မယ်လို့ထင်ပါတယ်တကယ်လို့ကိုကမသိတဲ့စကားလုံးပါရင်တောင်းပါပေါ့နော်စာဖတ်ရတာမြန်လာပြီးတော့မှအဖြေကိုလည်းမြန်မြန်လေးရှာနိုင်မယ်လို့ထင်ပါတယ်ဒီနေ့လမ်းလေးကကျွန်တော်တို့တော့အများကြီးအဆင်ပြေခဲ့တယ်ပေါ့နော်အကျိုးလည်းရှိတယ်အဆင်လည်းပြေတယ်ကျွန်တော်ကဘာလုပ်လဲဆိုတော့မိနစ်ချက်ဖို့အချိန်တိတ်ပြီးတော့မရှိလို့လေစာတင်ချိန်တောင်ပဲအချိန်ပေးပြီးတော့တက်ရတာဆိုတော့မိနစ်ကိုတက်ချက်ဖို့အချိန်ကမရှိဘူးအဲ့တော့ဒီလိုမျိုးလေးစာပိုက်ထဲမှာမှတ်ထားပြီးတော့မှပဲစာအမြဲတမ်းဖတ်တယ်ဒီလိုနည်းလေးနဲ့လုပ်ခဲ့တယ်ပေါ့နော်လူတိုင်းနဲ့တော့မှန်ချင်မှမှန်ပါမယ်ဒါပေမဲ့တကယ်လို့မိနစ်လေးတွေမေ့တတ်တယ်ဆိုရင်ဒီနည်းလမ်းလေးလည်းလုပ်ကြည့်ဖို့အကြံပြုချင်ပါတယ်နောက်ထပ်ပြီးတော့လဲကိုရီးယားစာနဲ့ပတ်သက်တဲ့ဘူးတူတာတွေကျွန်တော်ကိုရီးယားစာလေ့လာရင်းနဲ့ကြုံခဲ့ရတဲ့အခက်အခဲတွေကျွန်တော်ဖြေရှင်းခဲ့တဲ့ပုံစံလေးတွေစာလုပ်ခဲ့တဲ့နည်းလမ်းလေးတွေကိုထပ်ပြီးတော့ sharing လုပ်ပေးအောင်မလို့စိတ်ဝင်စားရဆိုရင် like and follow လေးလုပ်ဖို့မမေ့ပါနဲ့ခင်ဗျာ follow ထားရတာနဲ့တန်းတဲ့ဘူးတူတာတွေရအောင်အမြဲတမ်းကြိုးစားနေပါမယ်နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ် bye bye